အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်မာရိတ်ကနေပြီးတော့ဥစွာပထမနှုတ်ခေါ်ဆက်သားလိုက်ပါတယ်ဒီနေ့ဖတ်ပြမယ့်အကြောင်းအရာကတော့မိတ်ဆွေတို့ရဲ့တစ်နှစ်တာအနေအမြင့်အတက်ကြတွေကနေသင်ခန်းစာဘယ်လိုယူရမလဲဆိုတာကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုရှောအောင်နားထောင်ကြည့်ပါမိတ်ဆွေတို့ကိုအင်အားတစ်ခုဖြစ်စေအတိတရားတစ်ခုဖြစ်စေရသွားမယ်ဆိုရင်တော့ကျွန်တော်ဖန်တီးရကြိုးနှက်ပါတယ်ကျွန်တော်ခုဖတ်ပြမယ့်ခေါင်းစဉ်ကတစ်နှစ်တွေ့တာသင်ခန်းစာတခါတလေကျတော့လူတွေကကိုယ့်ဘဝတွေကိုဖြိုးကနေဖြတ်ကနေဝေရောက်လာတတ်တယ်အဲ့လိုရောက်လာတဲ့အခါမှာကိုကလည်းတခါတည်းကိုတန်းတီးလိုက်တယ်ဒီလူဟာပြကိုယ့်အတွက်လိုအပ်လို့ရောက်လာတဲ့လူတွေဒါမှမဟုတ်လေကိုယ့်အတွက်တစိုးတရာဆောင်ရွက်ပေးဖို့ရောက်လာတာပဲဒါမှမဟုတ်ကိုယ့်ကိုသင်ခန်းစာပေးဖို့ရောက်လာတာပဲအဲ့လိုတွေမှမဟုတ်လေကိုကဘယ်လိုလူဆိုတာဘယ်လိုဘဝကိုရောက်ချင်တယ်ဆိုတာကိုယ့်ဘာသာတည်သွားဖို့အရေးမှာစောင့်မပေးဖို့ရောက်လာတာမျိုးလေဖြစ်ချင်ဖြစ်နေနိုင်ပါတယ်ဒါပေမဲ့အဲ့လိုကိုယ့်အတွက်တက်တက်ရောက်လာမဲ့သူဟာဘယ်သူဆိုတော့ကိုယ်တိုင်ကဘယ်တော့မှကြိုကြိုတင်သိမထားနိုင်ကြဘူးအဲ့ဒီလူကကိုယ်အခန်းပေါ်ဖြစ်ချင်လည်းဖြစ်မယ်အရင်နာချက်ဖြစ်ချင်ဖြစ်မယ်လုပ်ပေါ်ကိုက်ပဲလည်းဖြစ်ချင်ဖြစ်မယ်လက်ပေါင်းများစွာကွဲကနေတဲ့တငယ်ချင်းဖြစ်လည်းဖြစ်မယ်ကိုချစ်သူလည်းဖြစ်ချင်ဖြစ်နေမယ်ရုပ်စွာဆိုသစိတရန်စီကလည်းဖြစ်ချင်ဖြစ်နေနိုင်ပါတယ်ဘယ်လိုလူမျိုးပဲဖြစ်နေပါစေသူ့ကိုစစ်စစ်ကြီးမိလိုက်တာနဲ့တကိုင်းနဲ့ဒီလူကကိုယ့်ဘဝကိုအကြီးကျယ်လွမ်းမိုးသွားတော့မယ်ဆိုတာချက်ချင်းတန်းသိနိုင်ပါတယ်တစ်ခါများဆိုရင်ကို့မှာမှရွေးဖြစ်နေတဲ့အဖြစ်တွေဟာတုံလုံးစီယာနာကျင်ထိခိုက်စီယာတွေဖြစ်နေတဲ့အပြင်အဆောက်အဦမှာတော့လောကကြီးကမတရားဘူးလို့တွေးချင်စရာကောင်းလောက်အောင်ကိုဆိုးရွားနေတတ်ပါတယ်။ဒါပေမဲ့အဲ့လိုအမောက်ပြောကတွေသာမရှိဘူးဆိုရင်ကို့အည်သွေးကို့အစွမ်းစကို့စိတ်ဓာတ်နဲ့ကို့နှလုံးသားကိုဘယ်လိုမှကို့ဘာသာဝေခွဲနိုင်မှာမဟုတ်ပါဘူး။အမှန်ကတော့ဘဝမှာအရာတိုင်းအဖြစ်တိုင်းဟာသူ့အကြောင်းနဲ့သူဖြစ်တယ်လို့ဖြစ်နေတာကြီးပါပဲ။ဘယ်ရာကမှအလဲကားနေရထဖြစ်နေတာမဟုတ်သလိုကံကောင်းလို့ဖြစ်နေတာမျိုးလည်းမဟုတ်ဘူး။ဖြားနာတာတွေထိခိုက်ဒဏ်ရာရတာတွေချက်ကစုံမဲ့တာတွေလွန်လဲချက်တွေစိတ်သုံးကိုတာတွေညံပြင်းသေးသေးတာတွေအစရှိရဲ့အရာတွေအားလုံးဟာကိုလိပ်ပြရဲ့အစွမ်းအစကိုစမ်းသပ်စစ်ဆေးဖို့ပေါ်ပေါက်နေတဲ့အရာတွေပါပဲအဲ့လိုအစမ်းစောင့်မေးပွဲလေးတွေသာမရှိဘူးဆိုရင်ဘဝဆိုတာကြီးကချောမွေးဖြောက်တန်းညီညာတဲ့လမ်းမကြီးဖြစ်နေပြီဥပိချက်တွေကင်းမဲ့ကုန်တော့မှာပေါ့စိတ်လက်ချမ်းသာစွာနဲ့စိတ်ချလက်ချဆောက်လိုက်ရတဲ့ဘဝမျိုးကြီးဖြစ်နေမှာတော့မှန်တယ်ဒါပေမဲ့ပြင်းစရာညှဉ်းညွတ်စရာပိုကောင်းနေမှာတော့လဲအမှန်ပဲကိုယ့်ဘဝကိုပြောင်းလဲစေတဲ့သူတွေကိုယ့်ကိုအောင်မြင်အောင်ပံ့ပိုးပေးတဲ့သူတွေနဲ့ကိုယ့်ကိုကြောက်ဆုံးအောင်အစင်းမဘီးတက်ပေးတဲ့သူတွေအပါအဝင်အားလုံးသောလူများဟာကိုယ့်ကိုကူညီတဲ့သူတွေကြီးပါပဲဘယ်လိုကူညီတာလဲကိုယ့်ကိုဘဝမှာအခုလိုအလိုက်ထိုက်နေတတ်လားတနည်းမို့တနည်းကူညီနေတဲ့သူကြီးပါပဲအဆိုးရွားဆုံးတွေးကြုံတွေကနေတော့ယူတက်ရင်မတ်စီယာကြီးပါပဲတကယ်တော့အဲ့ဒီအဆိုးဆုံးတွေးကြုံတွေကဘဝမှာအရေးကြီးဆုံးနဲ့အနှစ်နဲ့ဆုံးလည်းဖြစ်ပါတယ်တယောက်ကကိုယ့်ကိုနာကျင်အောင်လုပ်လိုက်တယ်ဒါမှမဟုတ်တစ္ဆာဖောက်သွားတယ်ဒါမှမဟုတ်အသေးကွဲအောင်လုပ်လိုက်တယ်ဆိုရင်အဲ့ဒီလူကိုခွဲလွှတ်လိုက်စမ်းပါကျေးဇူးလဲတင်လိုက်စမ်းပါသူတင်ပေးလို့ယုံကြည်မှုဆိုတာရဲ့အခန်းကဏ္ဍကိုနားလည်လိုက်ရတယ်လေဒါတည်းမကသေးပဲနဲ့ကိုယ့်ရဲ့စိတ်ရောကိုယ်ပါနှင့်ပြီးယုံမှန်ပေါင်းတဲ့တတ်တဲ့အကျင့်စရိုက်ကိုပါနောက်ခါမှာတတိလေးနဲ့ဆင်းချင်းထိထိသေးသေးထုတ်တုံတတ်အောင်တင်ပေးရရောက်ခဲ့တယ်မဟုတ်ဘူးလားတကယ်လို့တယောက်ကကိုယ့်ကိုနစ်ကချစ်ခင်နေဆိုရင်ကိုကလည်းသူ့ကိုအကျွမ်းမဲ့ရချစ်လိုက်စမ်းပါကိုယ့်ကိုချစ်ဖို့ရလို့ပြချစ်တာမဟုတ်ဘူးသူကကိုယ့်ကိုချစ်တတ်အောင်တင်ပေးလို့အရာရာကိုချစ်ခင်စိတ်လေးနဲ့နှလုံးသွင်းနိုင်အောင်ကိုယ်နှလုံးသားနဲ့ကိုယ်မျက်လုံးတွေကိုဖွင့်ပေးလို့ပြန်ချစ်ပါလို့ပြောရတာပါပဲဒီတော့နေ့တိုင်းကိုလည်းတန်ဖိုးထားသင့်ပါတယ်အချိန်တိုင်းကိုလည်းတန်ဖိုးထားသင့်ပါတယ်အချိန်တိုင်းမှာရလာသမျှအတွေ့အကြုံကိုလည်းအမိရဖမ်းယူတတ်ပါတယ်ဘာလို့လဲဆိုတော့အခုကျွန်တော်တို့ကြုံလိုက်ရတဲ့အတွေ့အကြုံတွေကိုနောက်10မိနစ်မှာထပ်ကြုံချင်လို့တော့မရဘူးလေအရင်ကတစ်ခါမှအဖက်လောက်စကားမပြောခဲ့ဘူးတဲ့သူတွေနဲ့စကားပြောကြည့်လိုက်ပါပြီးရင်သူတို့ပြောသမျှကိုလည်းစိတ်ပါလက်ပါနားထောင်ကြည့်လိုက်ပါတစ်ဖက်သားကိုပို့ပြီးချစ်လိုက်ပါစိတ်ကိုလည်းလော့ပေးလိုက်ပါနောက်ပြီးကိုယ့်အမြင်တွေကိုလည်းမြင့်မြင့်လေးထားလိုက်စမ်းပါခေါင်းထောက်ပြီးနေလိုက်စမ်းပါအဲ့လိုနေဖို့ပတ်စံပေးရတာမှမဟုတ်တာခန့်မော့လေးနေလိုက်ပါပတ်စံမပေးရတဲ့အတူတူကိုယ်တိုင်ကလည်းငါကိုယ်တိုင်အင်မတန်တော်တဲ့လူသားတစ်ယောက်ပဲလို့ပြောပြီးကိုယ်တိုင်ယုံကြည်တဲ့စိတ်တွေမွေးလိုက်ပါကိုမှမယုံဘူးဆိုရင်တခြားလူတွေကယုံကြည်လာဖို့အင်မတန်ခက်ခဲနေတာကိုသတိပြုစေချင်ပါတယ်လူဆိုတာကလည်းကိုယ့်ဘဝကိုဖန်တီးကြစေမြင်လို့ကိုယ့်ဘဝကိုကိုယ်တိုင်ဖန်တီးလိုက်စမ်းပါကိုဖန်တီးထူတော်လိုက်တဲ့ဘဝတွေကိုကိုယ်တိုင်ကိုကြတွားရောက်နေထိုင်လိုက်စမ်းပါနောင်တဆိုတာကိုဘဝအပြီးထန်တဲ့ကနေအပြီးတိုင်မောင်းထုတ်လိုက်ဖို့လည်းမမေ့ပါနဲ့ဟုတ်အရေးကြီးဆုံးကတော့တယောက်ကိုခင်မင်တယ်ချစ်နေတယ်မေတ္တာရှိနေတယ်ဆိုရင်အခုချစ်ချင်းသွားပြောလိုက်ပါမနေ့ပြန်ဘာဖြစ်မယ်ဆိုတာကိုမှမသိချတဲ့အတူတူအခုလက်ငယ်စင်းထားလိုက်ဖို့လိုအပ်ပါတယ်ညီကုန်းချို့အနေနဲ့ပြောချင်တာကတော့အသက်ဆလျက်ရှိနေသေးသမျှကိုနေခွေရလိုက်တဲ့တစ်နေ့စီမှာသင်ခန်းစာတစ်ခုစီရအောင်ယူတတ်ဖို့အရေးကြီးပါတယ်